My house is nearly the school မမှန်ဘူးနော် My house is near the school I nearly missed the bus အဲ့ဒါတွေကြတော့မှန်တယ် near နဲ့ nearly ဘာကွာတယ်လဲဆိုတာဒီနေ့မျှဝေပေးချင်ပါတယ်အများသူကလေ့လာလို့ရအောင် like share comment လေးလုပ်ပေးထားဖို့မိပါတယ်နော် near အနီးမှာနီးတယ်အကွာဝေးကနေတယ်လို့ပြောချင်တာပေါ့နော် My house is near the school come near me is there a bank near here near ရဲ့နောက်မှာ place တစ်ခုခုတယောက်ယောက်အဲ့ဒါတွေထည့်ရမှာဖြစ်ပါတယ်ဒါတွေမှတ်ထားပေါ့ near the school near my house near me nearly ကနီးပါးလူနီးပါး English လို့ဆိုလို့ရှိရင် almost ပေါ့သူကရိုးရိုး near ရဲ့ adverb မဟုတ်ဘူးနော် I nearly missed the bus I nearly fell it's nearly midnight nearly everyone agreed ဒီဝါကျနှစ်ချောင်းကိုတွဲပြီးတော့မှတ်ထားမယ် The car is near me ကိုယ့်ရဲ့အနီးနားမှာရှိတာကိုပြောတာ The car nearly hit me ကိုယ့်ကိုတိုက်တော့မယ်နီးပါးတိုက်လူနီးပါးဆိုတဲ့ပုံစံမျိုးကိုပြောတာ near က close nearly က almost ဒီလိုတွေတော့မှားပြီးတော့မသုံးနဲ့ပေါ့ My school is nearly my house တော့ဘူး My school is near my house လို့သုံးမယ် I near fell down လို့မသုံးနဲ့ I nearly fell down နောက်တစ်ခုသူတို့နဲ့အနီးဆုံးရှိတဲ့စကားလုံးတစ်လုံးရှိသေးတယ် nearby ဆိုတာရှိတယ်အဲ nearby ဆိုတာဒီအနီးနားမှာသူကကြတော့သူ့နောက်မှာဘာမှလိုက်ဆံမလို့ Is there a restaurant nearby အနီးနားမှာစားလောက်ဆိုင်ရှိလားဆိုတာဒီဝါကျနှစ်ချောင်းကိုရှင်းပြီးတော့မှမှတ်ထားပေါ့ There is a restaurant near my house There is a restaurant nearby ဆိုတော့သူတို့ရဲ့အသုံးအနှုန်းလေးတွေကိုကိုယ်ကိုယ်ပြပြသိလောက်ပြီးထင်ပါတယ်နော် near nearly nearby ဒီသုံးမျိုးကိုသုံးပြီးတော့မှကိုယ်ပိုင်ဝါကျတွေကို comment မှာရေးခဲ့ပေးဖို့ပုံမိပါတယ်နော် See you on the next video have a happy life